Okay medicine လေးတွေကိုပြောပြမယ် tablet ကတော့သိရမလားဆေးပြားဖြစ်ပါတယ် capsule ဆိုတာဆေးတောင်ဖြစ်ပါတယ်နောက်တစ်ခုကဆေးလုံးသေးသေးလေးဆိုလို့ရှိရင် pills PILL အများဆုံးတော့ S တဲ့ပါနော် pills နောက်တစ်ခုကတော့တို့ချတောင်ဖို့ခြေတို့အိမ်ဆိုချတက်နေလို့အခုဆိုလို့ရှိရင်အိမ်ပြင်နေကြတယ်ပေါ့နော်ဆိုတော့ချတောင်ဖို့ကိုကျတော့ ant hill ချကောင်ကိုကျတော့ termite လို့ခေါ်ပါတယ်ပိုးဟက်ကိုတော့သိတယ်မဟုတ်လား cockroach ဖြစ်ပါတယ်ရှေ့ရဲ့တငယ်ချင်းထဲမှာတော့ပါလေပိုးဟက်ကိုတော်တော်ကြောက်တဲ့သူရှိပါတယ် cockroach ဖြစ်ပါတယ်ရှင် Bye bye take care English သင်တန်းလေးတွေမကြမီအသစ်ဆောင်မရှိလို့စုံစမ်းလို့ရပါတယ်ရှင်420ခွန်1 6မိနစ်ချစ်ကို bye bye ဒါမှမဟုတ်ဖုန်းခေါ်လို့ရပါတယ်ရှင်ကျေးဇူးပါ thank you